ကဗျာအကြောင်းနဲ့မြောက်ကာရိုလိုင်းနာ HB တက္ကသိုလ်ရဲ့စာပေဘာသာ Professor ဖြစ်တဲ့အမေရိကန်စာရေးဆရာကဗျာဆရာ David Brandon Hoops ကရွက်ကျန်းရည်ကြိုကဗျာ Mediocre Poetry ဆိုတာကဗျာရဲ့အဆိုးရွားဆုံးမိတ်ဆွေ Poetry's worst friend လို့ပြောခဲ့တယ်။မိတ်ဆွေလို့ပြောရတာကလူအများစုအတွက်ရွက်ကျန်းရည်ကြိုလက်ရာဟာအနုပညာရဲ့စဝင်မှုပထမဆုံးတကားတစ်ချက်ဖြစ်လို့ပါပဲ။တိတ်ခတ်ခဲတဲ့အနုပညာနဲ့စတွေ့ခဲ့ရင်လူအများစုဟာလန်ထွက်သွားနိုင်တဲ့သဘောပေါ့။ဆိုးရွားတယ်လို့ပြောရတာကကဗျာဘတ်သူဟာကဗျာမှာဝင်စားရင်းချက်မှုရပ်တန့်သွားနိုင်တယ်။ဒါမှမဟုတ်ရွက်ကျန်းရည်ကြိုကဗျာရဲ့လက္ခဏာတွေကိုတကယ်ကဗျာကောင်းတွေရဲ့ဝိသေသတွေနဲ့ထင်အောင်ထင်မှာရောထွေးသွားနိုင်လို့ပဲ။တကယ်လက်တွေ့မှာကဗျာကိုစန့်ညင်ကန့်ကွက်တာအများစုဟာတဝက်ကဗျာတွေကဗျာအညံ့စားတွေလက်လွတ်စပယ်တင် जा ခံခဲ့ရတဲ့ကဗျာတွေနဲ့ရွက်ကျန်းရည်ကြိုကဗျာတွေအပေါ်ကန့်ကွက်ရှုတ်ချတာမျိုးပါပဲတဲ့။တကယ်ကဗျာကောင်းတစ်ပုဒ်ကိုကန့်ကွက်ခြင်းတော့အသင့်တော်ဆုံးအကြောင်းပြချက်ကတစ်ခုပဲရှိတယ်။အဲ့ဒါကတော့ခက်တယ်ဆိုတာပဲ။ Hoops ရဲ့အဆိုအရတကယ်တော့ကဗျာအဲ့ဒီလောက်လည်းမခက်ဘူး။နောက်တစ်ခု Hoops ပြောတာကကဗျာကိုဆိုးရောစွာတင် जा ခံရမှုဟာလည်းရွက်ကျန်းရည်ကြိုဖြစ်မှုနဲ့အပြိုင်နောက်ထပ်အန္တရာယ်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်ကဗျာကိုပစ္စလက်ခက်တင် जा ခံခဲ့ရတာတဲ့ဆိုင်ကဗျာဟာပဟေလိရှိုးဝဲမှုတစ်ခုဖြစ်နေတာကမှပိုပြီးကောင်းဦးမယ်တဲ့။ခရစ်ယာန်တွေရဲ့ Immaculate Conception Dogma လို့ဒါမှမဟုတ်လူသားရဲ့လိင်ကိစ္စလို့ပြီးစလွယ်လက်ဆင့်ကမ်းရှင်းပြမှုမျိုးကြောင့်ကဗျာဟာပိုနစ်နာခဲ့ရတယ်။တကယ်ဆိုအဲ့ဒီကိစ္စတွေလိုပဲမှန်ကန်တဲ့ရှင်းပြသူပေါ်မလာမရှင်းကဗျာဟာဒီတိုင်းငြိမ်သက်အိမ်မောကျနေတာမှကောင်းဦးမယ်။ Human Sexuality လိုပဲကဗျာအချိန်တန်ရင်သူ့ဟာသူရှင်းပြပါလိမ့်မယ်။ရွက်ကျန်းရည်ကြိုကဗျာဆိုတာကကျွန်တော်တို့ကိုဘာအစ်စ်မှမပေးဘူး။တုံး image perspective အရာကျွန်တော်တို့မသိတဲ့အစ်စ်ဘာမှမပေးဘူး။အကောင်းဆုံးရွက်ကျန်းရည်ကြိုကဗျာဆိုတာကကျွန်တော်တို့သိပြီးသားလောကဖျားသခင်နဲ့လူသားဆက်ဆံရေးတွေအကြောင်းထပ်မံအတည်ပြုပြောဆိုတာပဲ။အဆိုးဆုံးကတော့အဲ့လိုကဗျာမျိုးဟာကျွန်တော်တို့မသိစိတ်တဲ့ကိုမှားယွင်းတဲ့လူသားမဆန်တဲ့အကြောင်းအရာမျိုးကိုထည့်ပေးနိုင်ခြင်းပဲ။ကို့ဖွားကကို့အိမ်နီးချင်းကိုတင်ကာမကင်းဖြစ်ဖို့ပြောတာဟာ TV ဒမကတယောက်ကအဲ့ဒီသဘောကိုမိုးချင်းတန်တွေလျက်စီးတွေနဲ့လှုပ်ပြတာတွေထက်ပိုဆိုးတဲ့ကျွန်တော်ကတော့အခုလူငယ်တွေလေးနဲ့တဲ့ကဗျာဖတ်သူတွေဟာဒီရွက်ကျန်းရည်ကြိုကဗျာသဘောကိုကောင်းကောင်းသိတယ်လို့ပဲယူဆတယ်သူတို့ဘယ်ရွက်ကျန်းရည်ကြိုဖြစ်မှုကမှစီးယုံနိုင်မှာမဟုတ်ဘူးဆိုတာလဲကျွန်တော်ယုံတယ်ဒါတော့အများစုဟာကျောင်းသင်ပညာကနေကဗျာရဲ့အနှစ်သာရကိုရခဲ့ကြတာမဟုတ်ဘူးသူတို့ရဲ့လေးလာလိုက်စားမှုကနေပဲသူတို့ရဲ့စင်ញဉဏ်ကိုရလာတယ်တစ်ချိန်မှာတော့ Hoops ပြောသလိုကျောင်းတွေတက္ကသိုလ်တွေမှာကဗျာတင်ကြားသူဟာကဗျာကိုချစ်တဲ့သူနားလည်တဲ့သူပဲဖြစ်တဲ့။ဒါကြောင့်အနောက်နိုင်ငံတက္ကသိုလ်တွေမှာဆိုကဗျာဆရာတွေကိုကဗျာတင်ကြားရေးမှာတလေးတစားနေရာပေးခန့်အပ်ကြတာဖြစ်တယ်။အဲ့ဒါလိုအဆင်မရောက်ခင်မှာတော့သတင်းစာတွေကကဗျာတွေကိုဖတ်မိမဲ့အစားလူတွေကသတင်းစာကိုငရုတ်သီးမုံတွေငချောက်တွေထုတ်ပိုးကြတာပိုပြီးအန္တရာယ်ကင်းပါတယ်။အောင်ခင်မြင့်